ယူရီကိုဗဇက်မပါတဲ့မျက်နှာဖုံးရှိတဲ့နေရာကိုပြပြခဲ့တဲ့မျက်နှာဖုံးကောင်ကရဟန်းရင်ဆင်းသွားတဲ့နေရာကိုကြည့်ရင်အရှင်သခင်အဖြစ်ရွေးချယ်ခံထားရတဲ့သူတွေကများလာပြီလို့ဆိုကယူရီလည်းအရှင်သခင်အဖြစ်ရွေးချယ်ခံထားရတဲ့သူဖြစ်နေလောက်ပြီလို့ပြောလိုက်ပါတယ်စိတ်ဆိုးနေတဲ့မျက်နှာဖုံးကိုဝစ်ထားတဲ့သူတွေကစောင့်ရှောက်သူအဖွဲ့ဖြစ်ပြီးသူတို့ကဘယ်သူကိုမှအကြောင်းမဲ့မတိုက်ခိုက်ပဲအရှင်သခင်မွေးဖွားလာခြင်းနဲ့ဒီလောကကြီးရဲ့အဆုံးသတ်ကိုကာကွယ်ဖို့အတွက်တည်ရှိနေတာလို့ဆိုကအာယီခါဝါကရီခါကိုပြပြနေပြီးတဆက်တဲ့အာယီခါဝါကသူ့ရဲ့အနောက်ဘက်တပ်ဖွဲ့ကိုရဟန်းရင်ဆင်းသွားတဲ့နေရာကိုစစ်ဆေးခိုင်းလိုက်ပြီးရဟန်းရင်လာသမျှသူအားလုံးကိုလည်းရှင်းပြဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒါကိုနားထောင်နေတဲ့ရီခါကအာယီခါဝါသူ့ရဲ့မျက်နှာဖုံးကောင်တွေကိုအဖွဲခွဲထားတဲ့အချိန်သူတို့ကအလစ်ဝင်တိုက်ခိုက်ရင်အနိုင်ရနိုင်တယ်လို့စဉ်းစားနေပြီးအာယီခါဝါကတော့ရီခါကိုသဘောကျတယ်လို့ဆိုကအဲ့ဒါကြောင့်သူ့ရဲ့မျက်နှာဖုံးကောင်မေးသမျှကိုကောင်းကောင်းဖြေပေးဖို့ပြောလိုက်ပြီးသူ့ကိုစမ်းကျင်မယ်ဆိုရင်တော့ချက်ချင်းတပ်ပြလိုက်မယ်လို့ရီခါကိုထပ်ပြီးချင်းချောက်လိုက်ပါတယ်။ဒီလိုနဲ့ခဏကြာမှာတော့အာယီခါဝါကသူ့ရဲ့မျက်နှာဖုံးကောင်ခူစာနာဘဲကိုရီခါကိုစစ်ဆေးဖို့အမိန့်ပေးလိုက်ပြီးအရှိတ်အချက်မှာရေကန်အသုံးပြုနိုင်တဲ့သူရှိနိုင်ကြောင်းနဲ့ဒါမျက်နှာဖုံးကောင်အသက်ခံလိုက်ရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ပြီးတော့အာယီခါဝါကစနိုက်ပါမျက်နှာဖုံးကိုရှင်းပြဖို့အတွက်ငမွေးမျက်နှာဖုံးကိုအသုံးပြုဖို့ပြောလိုက်ပြီးအခြားအရှင်သခင်အဖြစ်ရွေးချယ်ခံထားရတဲ့သူတွေနဲ့စစ်ပွဲကိုစတင်ဖို့အမိန့်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့စနိုက်ပါမျက်နှာဖုံးကဒါမျက်နှာဖုံးကောင်ရဲ့ဖုံးကိုစစ်ဆေးနေပြီးတစ်ဆက်တည်းသူကရီကာနဲ့စကားပြောခဲ့တဲ့အကြောင်းတွေကိုပြန်စဉ်းစားနေခဲ့ကမျက်နှာဖုံးမတိုက်ခင်ကသူ့ရဲ့ပုံစံကိုပြန်တွေးနေပါတယ်ထိုအချိန်ရုတ်တရက်စနိုက်ပါကောင်ကသူ့ကိုတနက်နဲ့ချိန်ထားတာကိုတတိထားမိလိုက်တာကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမီတာ150အကွာကနေငမွေးပြူမျက်နှာဖုံးကသူ့ကိုတနက်နဲ့ချိန်ထားတာကိုတွေးလိုက်ရပါတယ်ငမွေးမျက်နှာဖုံးကတနက်နဲ့ပြစ်လိုက်တဲ့အခါစနိုက်ပါမျက်နှာဖုံးကရှောင်နိုင်လိုက်ပြီးချက်ချင်းစနိုက်ပါမျက်နှာဖုံးကငမွေးမျက်နှာဖုံးကိုတနက်နဲ့ပြန်ပြစ်လိုက်ပါတယ်ဒါပေမဲ့ငမွေးမျက်နှာဖုံးကလည်းရှောင်နိုင်လိုက်တာကြောင့်စနိုက်ပါမျက်နှာဖုံးကပြေကွင်းမဲ့တာတဲ့နေရာကနေဘယ်လိုပြန်ပြစ်ရမလဲလို့စဉ်းစားနေပြီးထိုအချိန်ရုတ်တရက်ငမွေးမျက်နှာဖုံးကကျိုးသားကိုတနက်နဲ့ချိန်လိုက်တာကိုစနိုက်ပါမျက်နှာဖုံးကတတိထားမိလိုက်ပေမဲ့ထွက်ပြေးလို့အချိန်မမီတော့ပဲစနိုက်ပါမျက်နှာဖုံးကကျိုးသားနဲ့အတူအောက်ကိုပြုတ်ကျသွားပါတယ်ယူရီကတနက်တန်ကိုကြားလိုက်တာကြောင့်စနိုက်ပါမျက်နှာဖုံးကတခြားတစ်ယောက်နဲ့တိုက်ခိုက်နေတာကိုသိသွားပြီးတနက်တန်ကြားလိုက်တဲ့နေရာကိုလိုက်ရှာလိုက်တဲ့အခါငမွေးမျက်နှာဖုံးကိုတွေ့လိုက်ရပြီးရန်သူကရိုင်ဖယ်နဲ့ငမွေးမျက်နှာဖုံးလို့ခွန်းနဲ့မာယူခုကိုပြောပြလိုက်ပါတယ်ခွန်းကလည်းသူ့ရဲ့စနိုက်ပါလူကြီးတစ်ခုခုဖြစ်မှာကိုစိတ်ပူတာကြောင့်ရေကန်နဲ့ပြစ်ဖို့လုပ်နေပြီးမစင်မချင်းရေကန်နဲ့ပြစ်လိုက်ရင်လည်းစနိုက်ပါမျက်နှာဖုံးကိုထိမှကြောက်တာကြောင့်ယူရီကိုခွန်းကစနိုက်ပါကောင်းရှိတဲ့နေရာကိုအရင်ရှာခိုင်းလိုက်ပါတယ်ဒါပေမဲ့ယူရီကစနိုက်ပါကောင်းရှိတဲ့နေရာကိုရှာမတွေ့ရကြောင်းခွန်းကလေးစားတွေကိုစုထားပြီးရေကန်အသုံးပြုလို့မရဖြစ်နေခဲ့ကထိုအချိန်ဘယ်လိုရောက်လာမှန်းမသိတဲ့အိုင်းကငမွေးမျက်နှာဖုံးကိုဓာတ်နဲ့ဝင်ခုတ်လိုက်ပြီးအဲ့ဒါကိုတွေးလိုက်တဲ့ယူရီကလည်းမာယူခိုနဲ့ခွန်းကိုပြန်ပြောပြလိုက်ပါတယ်မာယူခိုကတော့ဖုံးတစ်လုံးနဲ့အလုံးရှုံနေတဲ့ခွန်းကိုကြည့်ပြီးတခုခုကိုစဉ်းစားမိသွားကမျောစင်ကအလင်းနဲ့နေထွက်လာတာကိုလည်းအခြားသူတွေအကုန်လုံးကသတိထားမိသွားပါတယ်ငမွေးမျက်နှာဖုံးကတမ်းမာတာကြောင့်အိုင်းကရှင်မချနိုင်ဖြစ်နေပေမဲ့အစာအုပ်ဘောက်ကနေပြုတ်ကျသွားတဲ့စနိုက်ပါမျက်နှာဖုံးကတနက်နဲ့ပြစ်လိုက်တဲ့အခါမှာတော့ငမွေးမျက်နှာဖုံးကစမ်းမတိုက်ခိုက်တော့ပဲထွက်ပြေးသွားပါတယ်ခဏကြာမှာတော့အာအိုဟာရာလည်းရောက်လာခဲ့ကသူကအရင်လူတွေကိုလိုက်မတက်တော့ပဲသူ့ကိုပြောင်းလဲပေးခဲ့တဲ့ယူရီအဆင်ပြေနေတာကိုကြည့်ရင်ဝမ်းသာနေပါတယ်အိုင်းကယူရီနဲ့ချိန်ထားတဲ့နေရာကိုပြလိုက်တဲ့အခါအာအိုဟာရာကချိန်ထားတဲ့နေရာကိုတွားဖို့ဆုံးဖြတ်လိုက်ပြီးအဖိုးကြီးနဲ့ကလေးငယ်တယောက်ကိုလည်းယူရီနဲ့တွားတိမဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဖိုးကြီးကသူ့ရဲ့အဖွဲ့ဝင်တွေကိုအာအိုဟာရာကတတ်ခဲ့တာကြောင့်မကျင်တတ်ဘူးဆိုပေမဲ့သူ့ရဲ့အသက်ကိုပြန်ကယ်ပေးခဲ့တာကြောင့်အတူတူလက်တွဲပေးမယ်လို့ပြောလိုက်ပြီးတစ်ဖက်မှာတော့စနိုက်ပါမျက်နှာဖုံးကအာအိုဟာရာလေးချိန်ထားတဲ့နေရာကိုလာမှဆိုရင်သူနဲ့အတူပါလာမဲ့အဖိုးကြီးကိုသူကအမဲအရာတတ်မိလိမ့်မယ်လို့ခွန်းကိုပြောပြနေကအကယ်၍စစ်ပွဲဖြစ်လာရင်လည်းတိုက်ခိုက်ရေးစွမ်းရည်မရှိတဲ့ခွန်းကအရင်သေးမှလို့တွေးပြီးစိတ်ပူနေပါတယ်ငမွေးမျက်နှာဖုံးကအာရီခါဝါကိုယူရီရဲ့မဟာမိတ်တပ်ဖွဲ့အကြောင်းတင်ပြလိုက်ပြီးသူနဲ့စနိုက်ပါမျက်နှာဖုံးတိုက်ခိုက်ခဲ့တဲ့အကြောင်းကိုပြောပြလိုက်တဲ့အခါအာရီခါဝါကလည်းငမွေးမျက်နှာဖုံးနဲ့ယူရီရဲ့အဖွဲ့တိုက်ခိုက်နေတဲ့အချိန်ရေကန်အစွမ်းအသုံးပြုတံကိုကြားလိုက်တာကြောင့်ယူရီရဲ့အဖွဲ့တွေကတယောက်ယောက်ကရေကန်ကိုအသုံးပြုနိုင်တယ်ဆိုတာကိုသိသွားပါတယ်ပြီးတော့အာရီခါဝါကသူ့ဘာသာသူစနိုက်ပါမျက်နှာဖုံးကိုရှင်းပြဖို့အတွက်ငမွေးမျက်နှာဖုံးကိုဆေးလွတ်လိုက်ပြီးခွန်းကပြန်ကာကွယ်ဖို့အတွက်ရေကန်အသုံးပြုဖို့လုပ်ခဲ့တာကိုသူ့ကိုရန်လာစတယ်လို့ထင်ပြီးဒေါသထွက်နေခဲ့ကယူရီရဲ့အဖွဲ့ကိုတိုက်ဖို့အတွက်မျက်နှာဖုံးကောင်တွေကိုထပ်ဆူခိုင်းလိုက်ပါတယ်ဒီနေရာမှာကျွန်တော်တခုကြားဖြတ်ပြီးပြောပြချင်တာကအာရီခါဝါကယူရီနဲ့ခွန်းကိုလုံးဝမတီးပဲအရှိတ်ဖက်အဖွဲ့လို့သာတည်ထားတာဖြစ်ပြီးဗီဒီယိုကိုကြည့်တဲ့သူတွေရှုပ်သွားမှာဆိုတဲ့အတွက်အရှိတ်ဖက်အဖွဲ့လို့မသုံးတော့ပဲနာမည်ကိုပဲထည့်ပြီးသုံးသွားတာဖြစ်ပါတယ်ယူရီကထိန်းချုပ်မခံထားရတဲ့မျက်နှာဖုံးကောင်တွေမတိုက်ခိုက်စေတဲ့အစွမ်းကိုဘယ်လိုရခဲ့တာလဲလို့ခွန်းကိုမေးလိုက်တဲ့အခါခွန်းကလည်းတေချာမသိတာကြောင့်တတိလစ်ပြီးပြန်နှိုးလာတဲ့အချိန်အစွမ်းကရှိနေတာလို့ပြန်ပြောလိုက်ပြီးမာယူကိုကတော့ယူရီသူ့ကိုဂယုမဆိုင်တာကြောင့်စိတ်တူနေပါတယ်ဒီလိုနဲ့ခဏကြာမှာတော့အစာအိုးတစ်ခုစီကိုရောက်လာတဲ့အခါမာယူကိုကခွန်းကိုမေးစရာရှိတာကြောင့်သူနဲ့တွန်းလန့်အတူသွားဖို့အတင်းခေါ်သွားပါတယ်မာယူကိုကစနိုက်ပါမျက်နှာဖုံးကိုခွန်းကသဘောကျနေရလားလို့မေးလိုက်တဲ့အခါခွန်းကရှက်ပြီးဘာမှမပြောနိုင်ဖြစ်နေတာကြောင့်ရေကန်ကိုခွန်းကအသုံးပြုနိုင်တာလားလို့ပြောလိုက်ပြီးပြီးပြည့်စုံတဲ့အရှင်သခင်ဖြစ်ဖို့ဆိုရင်ရေကန်အသုံးပြုနိုင်ဖို့လည်းလိုအပ်တယ်လို့ဆိုကရန်သူသားခွန်းကရေကန်အသုံးပြုနိုင်တာကိုသိရင်ပြစ်မှတ်ထားခံရနိုင်တယ်လို့မာယူကိုကခွန်းကိုပြောလိုက်ပါတယ်ခွန်းကမာယူကိုနဲ့ယူရီကိုသူရေကန်အသုံး
သုံးပြုနိုင်တဲ့အကြောင်းဖုံးကွယ်ထားဖို့မရည်ရွယ်ဘူးဆိုပေမဲ့စနိုက်ပါမျက်နှာဖုံးကဖုံးကွယ်ထားခိုင်းတာကြောင့်လို့ပြောပြလိုက်ပါတယ်ထိုအခါမာယူကိုကသူတို့ကိုဖုံးကွယ်ထားတာကပြဿနာမဟုတ်ပဲအခုချိန်မှာတော့ယူရီကိုလည်းဒီအကြောင်းကိုပြောပြရမယ်လို့ဆိုကခွန်းကိုပြောပြနေပြီးရုတ်တရက်တနက်တန်ချလိုက်တာကြောင့်မာယူကိုနဲ့ခွန်းကအပြင်ကိုပြေးထွက်လာပါတယ်အပြင်ဘက်မှာတော့ယူရီကမျက်နှာဖုံးတစ်ကောင်နဲ့တိုက်ခိုက်နေတာဖြစ်ပြီးတိုက်ခိုက်နေရင်ယူရီရဲ့တနက်ကကြီးညက်သွားတာကြောင့်မာယူကိုနဲ့ယူရီကဓာတ်နဲ့ဆက်ပြီးတိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပါတယ်မျက်နှာဖုံးကောင်ကိုအဆုံးသတ်ပြီးသွားတဲ့အခါမှာတော့စနိုက်ပါမျက်နှာဖုံးကရုတ်တရက်ရောက်လာတာကြောင့်ယူရီကလန့်သွားပြီးခွန်းကတော့စနိုက်ပါမျက်နှာဖုံးကိုကြည့်ရင်သဘောကျနေပါတယ်ယူရီကစနိုက်ပါမျက်နှာဖုံးကိုကြောက်တာကြောင့်ထွက်ပြေးသွားတဲ့အခါစနိုက်ပါမျက်နှာဖုံးကလည်းယူရီကိုအမိန့်အရာတိုက်ခိုက်မိမှကြောက်တာကြောင့်ထွက်ပြေးသွားတာကပိုအဆင်ပြေတယ်လို့ပြောလိုက်ပြီးခွန်းကတော့ယူရီကအရန်တမာတာကိုဘာလို့စနိုက်ပါမျက်နှာဖုံးကိုအလောက်ကြောက်နေရတာလဲလို့မေးလိုက်ပါတယ်ထိုအခါစနိုက်ပါမျက်နှာဖုံးကယူရီလဲတာမန်အထက်တန်းကျောင်းသူပဲမလို့အချိန်တိုင်းတက်မှနေမှာမဟုတ်ပဲဒီကဘာကြီးမှာအခက်အခဲတွေကိုရင်ဆိုင်တဖြည်းဖြည်းတက်မှလာတာလို့ဖုန်းကိုပြပြလိုက်ပြီးတစ်ဆက်တည်းဓာမျက်နှာဖုံးကောင်စီကယူလာတဲ့ဖုန်းကိုပေးလိုက်ခါဖုန်းကိုစစ်ဆေးကြည့်ရင်ငါတို့ဘသူနဲ့ရင်ဆိုင်နေရလဲဆိုတာကိုသိနိုင်တယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းဘာပဲလုံးလုံးစနစ်တကျလုပ်တတ်တဲ့အာရီခါဝါကယူရီတို့အဖွဲ့စုံမဲ့အဆောက်အဦကိုတောင်သိနေပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့ယူရီနဲ့အာအိုဟာဒါကချိန်ထားတဲ့အဆောက်အဦထဲမှာတွေ့နေကြပြီးလက်ဆွဲနှုတ်ဆက်လိုက်တဲ့အခါထုံးစံအတိုင်းရှင်သခင်အဖြစ်ရွေးချယ်ခံထားရတဲ့လူနှစ်ယောက်ရဲ့အသားကထိမိသွားတာကြောင့်ဆွားတွေကနိုးထလာပါတယ်ယူရီကအာအိုဟာဒါသူ့ကိုကြောက်အောင်တရုပ်ဆောင်နေပြီးတည်င်းချက်လက်တွေဝေမျှကြမယ်လို့ပြောနေခဲ့ကအဆောက်အဦရဲ့အခြားတစ်နေရာမှာတော့ခွန်းကစနိုက်ပါမျက်နှာဖုံးကိုရန်သူတွေကလူသားတွေကိုဖိအားပေးပြီးမျက်နှာဖုံးကောင်ဖြစ်အောင်ပြောင်းနေနိုင်သေးလားလို့မေးနေခဲ့ကစနိုက်ပါမျက်နှာဖုံးကတော့သူ့ရဲ့အတိတ်ကတငယ်ချင်းရီခတစားကန်အနေနဲ့ဖန်ခံထားရတာကိုမသိပဲရန်သူတွေရဲ့ဒီနေရာကိုသာတည်ရင်မင်းရဲ့အစွမ်းနဲ့အပြည့်ရှင်းပြလို့ရတယ်လို့ခွန်းကိုပြောလိုက်ပါတယ်ထိုအခါခွန်းကသူ့ရဲ့အစွမ်းကိုတုံးလိုက်ရင်ယူရီရဲ့အကိုရီခပါထိခိုက်မိသွားလိမ့်မယ်လို့စနိုက်ပါမျက်နှာဖုံးကိုပြောလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာရင်ပဲပြီးဆုံးသွားပြီးကျွန်တော်ရဲ့ဗီဒီယိုကိုသဘောကျရဆိုရင် like နဲ့ subscribe ကလေးလုပ်ပေးတော့ဖို့မေတ္တာရပ်ခံချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ